မြန်မာနိုင်ငံမှာရှိတဲ့ဧရိယာအကျယ်ဆုံးပြည်နယ်ကရှမ်းပြည်နယ်ပါ။ပင်တရာမြို့ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပါတယ်။ပုံတလုတ်ရေကန်ဟာရွှေဥမင်းလှိုင်းကိုအနီးနားမှာတည်ရှိပြီးတော့ပင်တရာမြို့လည်းမှာတည်ရှိပါတယ်။ကံရီပြင်ဟာအစိမ်းရောင်တန်းနေပြီး87.12 ဧကကျယ်ဝန်းပါတယ်။ပင်တရာရဲ့သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့တစ်ခါကဘာယာပြည်ကြီးမှာဘာယာမင်းကြီးစိုးစံစဉ်မင်းကြီးမှာအင်မတန်မှရုပ်ဆင်းအင်္ဂါချုံမောလှပတဲ့ကုံမာဘေးကမင်းသားဆိုတဲ့သားတော်တစ်ပါးရှိပါတယ်။ဘာယာပြည်ဆိုတာကတော့အခုညောင်ရွှေမြို့ကိုဆိုလိုတာဖြစ်ပါတယ်။ကုံမာဘေးကမင်းသားဟာမင်းသားတို့တက်တဲ့ဓာတ်ခုတ်လှန်ထိုးစင်စည်းမြင်းစည်းတို့ကိုတက်မြောက်ပါတယ်။အထူးသဖြင့်လေးနဲ့မြားအတက်မှာတစ်ဖက်ကန်းကတက်မြောက်တဲ့အတွက်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်နေပါတော့တယ်။ဖခင်ကြီးကအိမ်တော်ပြုကိုအချိန်ချင်းပြောတာကြောင့်တထုံပြည့်ရှင်မင်းကြီးရဲ့သမီးတော်ဖြစ်သူကိုကြည့်ရှုဖို့အတွက်တွားရောက်ခဲ့ပါတယ်။တထုံပြည့်ရှင်မင်းကြီးထံအရောက်မှာတော့အမှုတော်ထမ်းဖို့တောင်းပန်ပြီးတာဝန်ထမ်းဆောင်နေစဉ်မှာမင်းကြီးကရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံတဲ့မင်းသားကိုရိပ်မိပြီးအမှန်အတိုင်းလျှောက်တင်စေကသမီးတော်နဲ့ထိမ်းမြလက်ထပ်စေပါတယ်။အချိန်ကာလကြာလာတဲ့အမျှတထုံမင်းသမီးနဲ့သားတော်တစ်ပါးရရှိခဲ့ပါတယ်။ကုံမာဘေးကမင်းသားဟာနေပြည်တော်ကိုလွှမ်းတဲ့အတွက်အိမ်မြန်ဖို့ရာမင်းသမီးထံခွင့်ပန်ပြီးပြန်လာခဲ့ပါတယ်။လမ်းခုလက်မှာငကဘတ်တောင်ကိုရောက်ပြီးတောင်ပေါ်မှာတော့အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းတစ်ပါးသတင်းသုံးနေတဲ့အပြင်ငကားတစ်ကောင်ကလည်းဘယ်သူမှမကြောက်ပဲရဲဝင်စွာနဲ့နေပါတယ်။အဲဒီအချိန်ဒီဒေသတွေကတောခေါင်ပြီးရေရှားတဲ့ဒေသဖြစ်တဲ့အတွက်တားရဲတိရစ္ဆာန်တွေတေးကြီးပျက်စီးနေတာကိုငကဘတ်တောင်ကငကားမင်းကမကြည့်ရလို့ပင်လယ်သမုဒ္ဒရာရေကိုဂရင်းနဲ့ငုံပြီးအခုလက်ရှိပုံတလုတ်ရေကန်မှာတွန်ချကတရဝါရီရေကန်ကိုမဖျက်ဆီးအောင်အဋ္ဌံပြုခဲ့ပါတယ်။ငါဟာဒီပုံတလုတ်ရေကန်ကိုတရဝါရီချမ်းသာစွာနေထိုင်ရေးအတွက်အလွန်ဝေးကွာလာတဲ့အရက်ဒေသကပင်လယ်သမုဒ္ဒရာရေကိုငါရဲ့နှုတ်တော်နဲ့တည်ဆောင်ပြီးရေကန်အဖြစ်ဖန်ဆင်းပေးခဲ့တယ်။ဤမှန်သောသစ္စာစကားကြောင့်ဒီကံမှာငါဖန်ခြင်းလှေလော်ခြင်းဖောင်စည်းခြင်းတရားထိုးခြင်းတွေပြုလုပ်ရင်ရေတွေခန်းချောက်ပါစေတည်းလို့အဋ္ဌံပြုခဲ့တဲ့ကံဖြစ်လို့ရေကန်ရဲ့အမည်အပြည့်အစုံကိုနာဂအဋ္ဌံပုံတလုတ်ရေကန်လို့